လောကတော့ကိုလည်းအဲ့ထဲတော့လိုက်ချတာပဲဟိုကတော့ဒီကထွက်ဟိုကတော့ဒီကဒါလည်းထွက်မှာပဲဒါလည်းထွက်မှာပဲဒါလည်းထွက်မှာပဲထွက်အောင်ပါပဲဒါလည်းကြံသေးထွက်မှာပဲဒါလည်းအုပ်စုဒီထဲမှာပဲရည်ရဗျာနံပါတ်1ဒီထဲနံပါတ်1တော့ဘယ်တောက်စုတောက်စုလုံးထွက်မှာဒီလက်ကြံရက်တည်းဒါ19ရက်နေ့ထိဒီထဲမှာကျွန်တော်တို့ဒီတိုင်းပဲခမန်းထားတယ်အမဒီပွဲတွေကကောင်းကောင်းပေါ်မှာသူစော်ကွက်လေးလာတယ်စော်ကွက်လေးကဒါ334ဆိုတဲ့ကစားကွက်လေအဲ့ကစားကွက်ဒါပုံမှန်ရိုက်တဲ့ကစားကွက်ဒီဒါ334ဆိုတဲ့ကစားကွက်ပြီးခဲ့တဲ့ပွဲတော့ဒါမလွယ်ဘူးပြီးခဲ့တဲ့ပွဲတော့ဒါလေးနဲ့ဆိုတဲ့ကစားကွက်အဲ့ကစားကွက်မျိုးမလွယ်ဘူးဒါမျိုးကစားကွက်ကလွယ်တော့မပေါ့ဘူးဖြစ်ကိုငါလည်းမနေ့ပိုင်းရိုက်လိုက်တယ်နော်ငါဒါလာလို့ဆိုတော့ကိုငါရီပါရီရိုက်တယ်ကဲဒီမနေ့အတွင်းကနန်းထဲပဲဒါအတွင်းကနန်းထဲနေထိတ်ဆုံးရိုက်မယ်ဆိုရင်ဒါနံပါတ်9နော်အတွင်းကနန်းထဲရိုက်မယ်နံပါတ်9နံပါတ်9ပါဗျာဒီ9နဲ့9နဲ့တယ်ဗျဒီနှလုံး9နဲ့9နဲ့တယ်ဒီလေးလုံးကနဲ့တယ်အဲ့ဒီကနန်းလေးလုံးတွေကိုဒီ3လုံးရှင်းတယ်ဆိုရင်3ညဆိုရင်ကနန်းတစ်လုံးဝထီတယ်ဗျာဒီကနန်းလေးလုံးတွေကိုဒီကနန်း3လုံးရှင်းတယ်ဆို3ညဆိုရင်ကနန်းတစ်လုံးဝထီတယ်အဲ့ဒါတစ်ထိပ်ဒီကနန်းနှလုံး6ဒီနှလုံး6ဆိုနဲ့ဒီကနန်းလေးလုံးနဲ့အဲ့ကနန်းလေးလုံးနဲ့ဒီကနန်း3လုံးရှင်းတယ်ဆိုရင်3ညလို့ပဲထီတယ်ဒါလေးလုံးနဲ့ဒီ3လုံးရှင်းတယ်ဆို3ညလို့ပဲထီတယ်ဒီနှလုံးနဲ့ရှင်းတဲ့3ညဖြစ်နေပြီဗျာဒီလေးလုံးက3ညဖြစ်ဒီ3လုံး3ညနဲ့ဆိုရင်3ညလို့ပဲထီတယ်ဒါလည်းလေးလုံး3ညဖြစ်နေပြီအဲ့လေးလုံး3ညဖြစ်တော့ဒီ3လုံး3ညလို့ထဲမှာ3ညလို့ဖြစ်နေအခုသူထဲတာ3နဲ့4နဲ့ခေါ်ပြန်ဒီကနန်းလေးလုံးခေါ်ဒီကနန်း3လုံး3လို့ထဲမှာ3ညလို့ဖြစ်တယ်အဲ့ဒါဘာထိတ်လေးဆိုတော့ကိုထိအဲ့တော့ဒီကနန်းလေးလုံး9နဲ့9နဲ့တဲ့3လုံး8နဲ့3ညတစ်ထိတ်ကြာဒီနှလုံး6နဲ့6နဲ့တဲ့ဒီ3လုံး8နဲ့3ညကြာနည်းနဲ့8နဲ့3ညဖြစ်နေတော့ဒီ3လုံး3ညဝင်ရိုက်တော့3ညကြာဒီနှလုံးနည်းနဲ့8နဲ့3ညဖြစ်တော့ဒီ3လုံး3ညဝင်ရိုက်မှ3ညကြာဒီနှလုံး3နဲ့4နဲ့ခွန်ဖြစ်နေတော့ဒီ3လုံး3ရိုက်မှ3ညဆိုတော့9ထိအဲ့9ထိကဒါနေကြီးဒီပေါ့ဗျာ3လုံးနေဒီပေါ့အဲ့ဒါနှစ်64ကနစ်လာတာ3ခု3ည64နှစ်ကနစ်လာတာကနှစ်8ခွန်နှစ်3နစ်လာတာ8 5 9နော်ဒီ9 5 8တို့8နှစ်နှစ်တို့3ည9 3တော့သူ့အဖို့နှစ်ကလေးတွေကတော့ရှိတော့နော်နာကဲအဲ့ဒါ9ထိပြန်နော်9ထိဘာနဲ့ချမလဲဆိုတော့ကြည့်ဖို့ခဏနောက်တစ်လုံးမရှိဘူးနော်ခါရင်ကြတဲ့ခွန်လေအခုကြတစ်လုံးထဲနဲ့ညီနေနံပါတ်ခေါ်ဒီခေါ်ကဒီထိပ်စီးကြမယ်ဆိုဒီခေါ်ကထိပ်စီးကြမယ်ဆိုဒီခေါ်ကဒီရှစ်ကနေချမယ်ဒီကောက်ထိပ်စီးတွားပို့မယ်ဆိုဒီကနန်းနှလုံးရှစ်ကို9-3လမ်းရှစ်တယ်ဒီကနန်းနှလုံး3ညလမ်း3နေဒီနှလုံး3ညကိုနှစ်ရှစ်လမ်း3ညတယ်ဒီကနန်းနှလုံး9ကိုရှစ်ခွန်လမ်း9တယ်နံပါတ်ခေါ်ဒီခေါ်ဒီကိုချမယ်ခေါ်ဒီနှလုံးရှစ်ကို9-3လမ်းတယ်ရှစ်9-3 3ညလမ်းတယ်တကူ3ညနှစ်ရှစ်လမ်းတယ်3နဲ့9ကိုရှစ်ခွန်လမ်းသွားရိုက်တာဒီ3နေရိုက်တာ
ဒီတော့ကတော့ဒီနှလုံးသုံးရိုက်တာဒီတုံညာရိုက်တာဒီငါလမ်းရိုက်တဲ့နံပါတ်ခေါ်အကျိုးကြောင့်ဒီတော့ပြောမနေတော့ပါဘူးဗျာအဲ့ကနဘာမျိုးဖြစ်ဘာမျိုးရိုက်ပဲဆိုတာပဲပြောမယ်သူကအဲ့လိုပဲတက်မှတယ်တလုံးတော့ထဲလိုက်ပဲဒါရီကအကျိုးကြောင့်တော့ပြောပြမယ်ဗျာဒါတော့ဒီနှလုံးသုံးရှစ်ထဲတာလေးကူးထဲတာငါးတုံညာထဲတာဒီနှလုံးရှစ်သုံးထဲတာနံပါတ်ရှစ်ထိပ်လို့ကျွန်တော်သူ့ကြော်တက်ထားပြီဗျာအောက်ဆင်းလိုက်ခေါ်အပေါ်တက်ကိုဆိုပြီးတော့အဲ့ရှစ်ကိုခွာပြီးရိုက်ထားပြီဗျာကိုနဲ့ခွာသူကပေးချင်မှပေးတော့မှလေနော်သူ့ကြော်ခွာပြီးတော့ရိုက်ထားပြီဗျာနော်ဘလုံးမဲ့ထပ်ပြောရမယ်သူစီဟောကိုမကြလို့လေးထိတ်ကြလို့ရှိကဲရပြီဗျာသုံးလို့လေးထိတ်ကြရင်တော့ဒီတကြီးရိုက်တော့မယ်6တက်တက်ရှစ်ဒီတကြီးလိုက်ရိုက်တော့တယ်နေငါတက်ရှစ်တုံညာကြီးရိုက်တော့မယ်6တက်3ညာရှစ်နံပါတ်4ဆိုရင်ကနရိုက်မယ်9 9 4ရှစ်9 9 4ရှစ်တလုံးထဲတယ်6တက်3ညာရှစ်တလုံးထဲတယ်နေငါတက်ရှစ်ထဲတယ်6တက်တက်ရှစ်ထဲဒီ3လုံးရှစ်ကကြာလာတက်ပေါ့နော်ဒီ3လုံးရှစ်ကကြာလာရင်9တက်ပေါ့နော်ဒီ3လုံးရှစ်ကကြာရင်3ညာ3လုံးရှစ်ကကြာရင်နံပါတ်4ပေါ့နော်တော်ပြီနော်သိကြည့်တယ်အဲ့လောက်ကျန်တာဒီကွီကွာတွေတော့ကျွန်တော်လေးမချတော့ဘူးဗျာနော်တောင်းမေး sorry တော့ဘောပဲကနချီရိုက်မယ်ဆိုဗျာအများကြီးပေါ့ဗျာဒါသုံးလုံးခွန်သေးတယ်နော်တခွန်တဲ့ခွန်ဖို့လေနံပါတ်ခွန်ရှိပူထားပြီ395 69နှစ်3ညာနေ9လို့99ခွန်အဲ့ဒါထားပါတော့ကျွန်တော်ကနန်းပါတော့ပူထားပြီဗျာအဲ့ဒါလည်းတော်မနေလို့ဗျာနော်နော်သူကကနန်းကနောက်ကနန်းတကြီးဒီလူကြီးတောက်လျှောက်တက်တာ6လို့ဒိမ့်ပဲရမယ်သူကကနန်းချီ353 36နဲ့ချီသူကနှလုံးစောတာဒီတော့ကဒီဖက်ဆောဒီတော့ကဒီဖက်ဆောချီဘောဒီနေ့6ဆောရဲဆိုနေ့93ညတက်ချီဒီ63ည9လမ်းချီမှာဒီကနန်းနှလုံးစောဒါ3လုံးရှေ့ဆို3ည93မှာရှိတာပေါ့သူကဒီကနန်းနှလုံးကိုစောရဲဆို33နဲ့6 83ညကိုစောဒီတော့ကဒီဖက်ဆောတော့တက်ပေါ့ဒီတော့ကဒီဖက်ဆောတက်ပေါ့နေ့နဲ့6ဆောဆိုနေ့93ညတက်ဆိုရင်63ည9တက်ပေါ့83ညကိုစောရဲဆိုရင်8နဲ့8ဆို3ည93ရှစ်ပေါ့ကနန်းဒီထားမျိုးနော်အဲ့ဒါသူကဘာလို့စောလဲဆို33လို့နှစ်683ညာဒီကောင်ဒီ3ကခွန်ကြီးရိုက်ထားတာဒီ6ကြီးက3လုံးခွန်ဒီ3ညာ3လုံးခွန်ဒီ3ကအဲ့3လုံးခွန်လေး69နှစ်ဒီ3ညာနေ9လေးဒီကောင်စောတဲ့ဘောက36နှစ်ပြည့်353ကပြင်းပါပေါ့63ညာ9ကထေထားနှစ်93ညာပြင်းပါပေါ့3ညာ9 3ကို8လို့3ထဲဒီ3လို့8ပြည့်တဲ့ဘောဒါသူစောထားတဲ့ဘောကိုစောတာမနေ့ကကောင်နခကြီးနဲ့ကောက်ရိုက်တာနော်ကိုကလည်းအဲ့လောက်လည်းမထင်ဘူးလေပြန်နော်ဒီကောင်ဒီ3လုံး9ဆိုရင်ကောင်3ကောက်ရိုက်တယ်3လုံး9ဆို6ကြီး3လုံး9ဆို3ည3လုံး3ဆို9လောက်နခတော့ရိုက်မှာပေါ့ရိုက်တာပဲရိုက်တာလေ4-6မှုတက်ရိုက်တာဘူးပြန်နော်3ခုံပြီး4-6တက်ရိုက်တာကျွန်တော်4-6မှု3ည4ပြီးထေးတာဗျ3ည4ပြီးတာအမ9ခုပြီးလေးရတယ်အမကျွန်တော်ဒီကနန်းကောက်ပြီးလေးရတယ်နော်ဒါကောက်ပြီးလို့ရဒါပဲခြားကွာဆိုဒီကွက်တက်ချတာအဲဒီကပါဝါကြီးနဲ့ထုတ်လို့လားကဲအဲ့တော့ကိုနဲ့ထိုးမယ်နံပါတ်နောက်ကနန်းတော့နောက်ကနန်းပဲဒါကိုနဲ့ထိုးမယ်နံပါတ်ကိုနဲ့ထိုးမယ်နံပါတ်တော့နိုင်နော်စပီးမယ်ညီကိုရမထွက်သေးဘူးနော်ညီကိုစကြီးမဲ့ကုတုညစုလေကနန်းတော့4-6 3ညတက်ကိုဆိုတော့နော်ကောင်းနေရှိ3ခေါ်လေးကိုမူကြီးတွေထုံနေတယ်ပေါ့နော်ပြည်ကြီးကလည်း
bridge ရတဲ့ဘေမရှိဘူး bridge ရိုင်ကနဒါနှစ်ကြီးကွာ3ညနဲ့ဒါ3လုံး3ကွာရှင်ကဒါ3လုံး4ကွာဟာကိုတုညညီကိုမထွက်သေးတလုံးထည့်ကိုနဲ့3ခုမှုရိုက်အဲ့ကရိုက်ဒီကောင်ကြီးလွတ်နေတယ်ဒါ3ခုမှုပဲရှင်ကလည်း3ခုမှုပဲကိုနဲ့လည်း3ခုမှုမနေ့ကဒီမှာကျွန်တော်ထည့်ရိုက်သေးတယ်ဗျနှစ်ကိုလားမသိဘူးနော်ဒါဒီမူရိုက်တယ်ကနကိုငါတော့မရိုက်ဘူး3ခုမှုပါရှိကိုတုံညာကိုနေဒီအကွက်ထဲမှာတော့ကိုရှေ့ရှိတယ်နော်အဲ့ရှေ့ကြီးလည်းကောင်းတယ်ကွာဘာရှေ့မှမတည်တကုံလိုက်ရှေ့တယ်ကောရှေ့ကြီးလည်းကောင်းတယ်ကျွန်တော်စောကြည့်တယ်ဗျအကုန်ပတ်ကြည့်ရတဲ့ရှေ့ထက်ရှင်းနေလို့ဗျအဲ့ဒါကြီးကိုကျွန်တော်လည်းဘက်ဆုံးချင်နေတာဒီကောင်ရှင်းနေရမှာတော့ဗျဒီ3လုံး5လို့ဒီ3လုံး5လို့3နဲ့3ညာ5လို့ဘောနော်ဒီကောင်3ညာခံရိုက်တယ်ကနလီဗျဒီ9 3ညာဆိုလေကနကိုခံရိုက်တာပေါ့ဗျဒီတကူ3ညာဆိုလေကနရှင်းနဲ့3ညာတွေကိုကျွန်တော်ဒီ3လုံး5ဒီ3လုံး5ဒီ3လုံး5လို့ခံရိုက်တာပေါ့ဒီကောင်ဒီ9ပြုတ်ကြထားတဲ့3ညာကိုဒီရှင်9နဲ့ကိုလမ်း5ပလိုက်တာတကူ3ညာခံထားတယ်ကနပေါ့နော်အဲကျွန်တော်ဒီတကူ9လမ်း5ထိတာဒီကောင်ရှင်းနဲ့ကို3ညာကြာထားလို့ရှိရင်3နဲ့3ညာလမ်း5လိုက်တာအဲ့ဒါကျွန်တော်ကူ3ညာထိထားလိုက်တာဒီကနနေတော့ထွက်လို့မရဘူးသူကကိုတက်တူကို6တူကို4တော့မရဘူးကို3ညာကိုနဲ့ကို8ရှေ့ကြီးကခဏတော့မခုံမန်းတော့ဒီလေဗျာနောက်6နဲ့နောက်ရှေ့ကြီးကမခုံမန်းတော့ဒီလေအဲ့ဒါဆိုဒီနကွယ်ပဲတဲ့6နဲ့8ကကနမညီဘူးဒီခေါက3ကိုချတယ်ဒီခေါက3နဲ့3ချတယ်ဒီ9နဲ့ရှင်9ချတယ်ဒီ6ကြီးက8ကို8ကိုပေါ့နော်8ကိုဆိုရင်ကနကို6လို့ချတယ်ဒါပေမဲ့ကနမညီဘူးသူကဒီ6 4 3ညာဆိုရင်ကနဒီ3ညာချပြီးမှကနလိုက်လာမှကနညီတာဒီခွန်ကျွန်တော်တို့ဘေခွန်ဒီခွန်တော့ကြပါဘောနော်ဟိုမှာတကွက်ချန်ထားတာဒါဒီခွန်ပဲဖြစ်ပါပါဒီခွန်ကြားတာဒီ3ညာကြားမှညီတာဒီ3လုံး9နဲ့3လုံး9နဲ့3ညာလို့အဲ့မှာဒီကနနှလုံး3ညာလို့ကြာသွားတယ်ကနဒိဗေနော်ဒီ3လုံး9နဲ့3လုံး9 3ညာရှစ်နှစ်ကြီးရိုက်တာဒီခွန်ကနရိုက်လာရင်3နှစ်နဲ့ကနအဲ့လိုမျိုးကနတော့ကိုင်းနေမှာဒီနောက်ကနငိမ့်တာပြန်ဒုံမို့လည်းမငိမ့်ဘူးအဲ့ဒါ3ညာအပေါ်မှာတပင်ရှိတယ်ပြန်နော်ဒီကမနေ့ကဒီ3လုံးနဲ့3လုံး4နဲ့6တာဒီကဒီလိုလမ်း6တယ်ကနမှာညီတာနော်အဲ့ဒါဒီနှလုံး9 3လုံး9ဆိုအဲ့လိုကနထဲမှာကနညီတာပြန်တော့ဒုံမို့ तू ကအတိအကျမရရင်လည်းမချဘူးသူကနော်အခုကကနမညီဘူးလေဗျာဒီ9ပြီးတဲ့အခါမှာဒီနှလုံး6ကို8 9ကိုသွားချမယ်ဆိုရင်ဒီ3လုံး3ညာနဲ့ဒီ3လုံး8နဲ့ဒီ3လုံး9နဲ့9တယ်ဗျာဒီ3လုံး3ညာနဲ့ဒီ3လုံး9နဲ့9တာ3နဲ့6နဲ့မှ9တာဒီမှာ3နဲ့6ဟိုကောဝင်လာတာ9ဆိုတော့6တဲ့9ရဲ့8လားမသိဘူးဗျာကန3လုံးတော့သွားဖြစ်နေတယ်ကနသူ့လိုတစ်ဆင့်တည်းမကြောက်ဗျာကွက်တီဒဘရိတ်ထဲမကြောက်အဲ့နေရာမှာတော့နံပါတ်8နေနေတော့ရွယ်ရိုက်လို့ခွန်တယ်ကွာနံပါတ်9နေနေရွယ်ရိုက်လို့ခွန်တယ်ဆိုလေခွန်မနော်ဒါပေမဲ့သူကကနရဲ့ထဲပုံထဲနီးပြောပြတယ်နော်ကနမညီတဲ့ကနကိုဇွရိုက်နေမထွက်ဘူးဆိုတော့ဒီတယ်နံပါတ်9ပါတဲ့ကနတော့နည်းနည်းတော့အာကြီးပေါ့နော်အာရာနည်းနည်းပဲထိုးပေါ့ဗျာဒီထိတ်တီးကတော့ထိတ်တီးပဲထိုးပေါ့ဗျာကိုရှိကတော့အဖို့ထဲပြီးလိုက်မယ်ဗျာနော်ကို6က3ခွန်မှုတော့ဖြစ်တယ်မရေးပြီးလည်းကတော့ဒါရီယာကြည်ထိုးဗျာအဲ့လိုလားရေးသေးတယ်နော်ဒါရီယာကြည်ထိုးပေါ့နော်ကြည်ထိုးထိုးရမှာဒါပေါ့နော်အဲ့လောက်ပဲကိုထိတ်ကတော့မပြီးလည်းလွတ်တော့ထွက်လာရင်လေကိုတာဝကြီးဖြစ်ဆိုလည်းမဟုတ်သေးဘူးဗျာကိုကလည်းဒါကျွန်တော်အမှနိုင်ပြောနောက်ကနန်းဆော်လို့ရရင်ပဲထိတ်ပူပြတာဗျာဟောရှုံးလို့နော်ထိတ်ပူပြလိုက်တာကနန်းစကွက်ရဒီ6ဒီဒါ6တယ်9 9နဲ့ပြန်ဆော်တာလို့ဒီ6ကြီးတယ်9နဲ့9ဆိုတော့ဒီ6ကြီးရက9 9 9ရှောက်ဆော်တာ9 9နဲ့6တယ်9နဲ့9 6တယ်နဲ့9 9ဘေ6က6တယ်ညာ6က6တယ်လို့ကနန်းထွမ်းမှာစိုးလို့ပြန်နော်ဒါကြောင့်ကျွန်တော်တို့ဟိုဒီမှာလည်းရှိမယ်ကနန်းဒီမှာလည်းရှိမယ်ကနန်းကိုတည်ထားတာပြန်နော်ထိစီကနေရင်တည်ပေးလိုက်တာနော်ဒါ9နဲ့ပတ်တဲ့အဲ့လောက်ထိုးမယ်နံပါတ်9
Kona patay na. Te chawli ku na yay. Kona patalu te chawli ku yay na. Mania te chawli ku pa chama. Còn lý chào ya còn nhi ku đã tốn khổ đã nê shit anh lòng mà soi nó có mấy cái te chào lý ku à còn lý lên mình chỉ đi còn te chỉ lên mình chỉ đi chào ku rồi phơi chỉ đi cha quan đóคนที่น่ะประเด็นน่ะคนเตคนลีคนชาวคนกูเนาะกูน่ะประเด็นเรากูตรงเนี้ยกูเชื่อกูตรงเนี้ยกูเนี่ยပြောတယ်နော်မင်းနေပေါ့နော်ဒါလေးတွေကအဲ့လိုဆိုလေးနဲ့ပတ်သက်လို့ရှင်းတော့လေးငါလေးခေါ်လေးသုံးနော်အဲ့ဒါလေးဆိုမယ်လေးနှစ်ကနှစ်ခါလေးတုံညာလေးချောင်းမူလေးနဲ့ပတ်သက်နော်လေးကနကြိုက်လားလေးကြိုက်တဲ့ဆိုလို့ရင်းတော့ဒီသုံးလို့ရှစ်ကိုကြိုက်တဲ့ဆိုလို့ရှင်းအလွန်မပေးတန်းဆော်လို့ရှင်းတော့ဒီသုံးကွယ်ရဲ့လေးတုံညာရဲ့ဒါလေးနှစ်ရဲ့လေးရှစ်ရဲ့အဲ့ဒါတော့အလွန်မပေးတန်းချာရင်တော့ဒီ6ကွယ်တက်တက်ထုတ်ရမှာလေးထိန်ကိုကြိုက်လို့ရှင်းလေးငါလေးခွန်လေးသုံးလေးတုံညာလေးနဲ့လေးရှစ်အဲ့လိုထုံးမှရတယ်နော်ဒီကဒီဘက်ကလေးတုံညာလေးနဲ့လေးတုံညာလေးနဲ့လေးရှစ်အဲ့ဘက်ကတော့နည်းနည်းအားပြထိုးပြန်နော်လေးနဲ့ပတ်တဲ့ကနေ့တော့ဒီမှာတော့ကျွန်တော်တို့ဒါတော့အပူးပေါ့ဗျာနော်ဒါလေးသုံးလေးခွန်လေးငါပေါ့နော်ဒီအုပ်စုနှစ်ခုကတော့ချားမှာပေါ့နော်အဲ့အုပ်စုနှစ်ခုကတော့ကျွန်တော်တို့ဒါစော်ပြရမယ့်နံပါတ်မျိုးဖြစ်တယ်ဗျာနော်တော်တဲ့နံပါတ်အောက်ရောက်သွားအဲ့ဒါစောစောအဲ့ဒီထွက်ကနန်းထဲပဲပြောတာဗျာနော်ထွက်ကနန်းထဲပဲအဲ့ဒါလေးနဲ့ပတ်တဲ့တော့ဒါလေးတော့နော်လေးကြိုက်တဲ့သူများလေးငါလေးခွန်လေးသုံးမချိုင်တော့အဲ့ကောင်တုံညာနဲ့ရှိပြန်ထဲပါလေအဲ့တုံညာနဲ့ရှိပြန်ထဲမှာအဲ့လေးနဲ့ပဲပြန်ထဲမှာသူကနော်ကနများသွားလာတော့မသိဘူးဗျာနော်ကိုထေကတော့ကိုတုံညာကိုနှစ်အမကိုရှိကတော့အဖော်လေးတော့ထေပြီးတယ်ဗျာဒါကတော့ကို6ဆိုတာရှင်ငါပဲရှင်ငါနဲ့ကို6ဆိုတော့3ကိုမူပဲအတူတူပဲဒါတော့မူအသေးရိုက်တယ်ကနန်းတွေပေါ့ညီကိုဆိုတာဒီကနန်းတွေကတော့ရှင်ငါဆိုရင်ကနန်းရဲ့ကိုစားပဲအဲ့ဒါ3ခွန်ရိုက်တဲ့ကိုစားဆိုရင်ကနန်းနှလုံးပဲနော်ဒါတော့ညီအကိုမူအတစ်ထွက်အောင်လို့ရိုက်တာနော်အဲ့လိုမူအတစ်ညီကိုလေးထွက်လာအောင်ရိုက်တယ်ကနန်းကဲရပြီအဲ့တော့9ရဲ့ခွန်ရဲ့4နော်9 3ညာ9နှစ်ခွန်1ခွန်4ခွန်6ခွန်9နော်မူတစ်ထွက်တော့ဒီကောင်းလေးပေါ့မူတစ်ကလေးတွေပြေးလို့ရှိရင်အဲ့ကောင်းလေးပေါ့ဒီကောင်းလေးပေါ့အဲ့ဒါမူအတစ်ထုတ်လို့ရှိရင်ပေါ့ဒါမူတစ်လေးတွေထုတ်လို့ရှိရင်ဒါမျိုးတွေကြားမှာပေါ့နော်လေးနှစ်အဲ့ဒါဒီထဲမှာမထွက်သေးတယ်မူပေါ့ဗျာနော်သူပုံစံမထွက်သေးတယ်ကနန်းကြားအဲ့လိုတွေကြားမယ်ဟိုကောင်တဝဲလဲဆိုတော့တဝဲလဲဆိုတော့ခွန်နှစ်တို့9နှစ်တို့ခွန်4တို့4ခွန်တို့4ရှစ်တို့4 3ညာတို့အဲ့ကနန်းကြတော့ဒါပဲသူ့ရဲ့ကနန်းပဲပြန်ချတယ်တဘောပဲနော်ကဲရပြီလေကိုအဲ့ဒါတော့ရှင်းပြလိုက်တာတော့နော်9ထေရဲ့ခွန်ထေရဲ့4ထေရဲ့ဟိုဒါရှင်းပြခဲ့ပြီပေါ့နော်ဟုတ်ပြီလားဒါထွက်နေပါကျွန်တော်တို့တွက်နေတာပဲထွက်မှာတော့ဒီထဲပဲလိုက်တွက်တာပဲအဲ့နံပါတ်ပဲဒီအုပ်စုကြံသေးတယ်ဒီအုပ်စုကြီးကထွက်ဦးမှာမထွက်ဘူးတော့မရှိဘူးထွက်ဦးမှာဒီအုပ်စုကလေတေချာပေါထွက်ဦးမှာကိုကတွက်တဲ့ကနတော့အဲ့လိုမျိုးတိုက်ဆက်တော့မတွေးတာလားတော့မသိဘူးအခုကတော့4နဲ့ပတ်သက်9နဲ့ပတ်သက်တဲ့ဒီအုပ်စုလေးကိုတော့ဒါကျွန်တော်ပေးလိုက်တယ်ပေါ့နော်ဒီအုပ်စုလေးပေးလိုက်တယ်ထွဲမှာတော့ဒီထဲမှာပဲဗျာကားလို့ကြုံလို့တွဲလို့ရရင်လေဒီထဲကနန်းနဲ့တိုက်တယ်ဆိုရင်တော့ချားပါဗျာနော် okay thank you ဒီရတဲ့စိတ်မကောင်းလိုက်တာဒီရတဲ့တကယ်စိတ်မကောင်းဒါနိုင်နော်ချားတာပဲဒီအဲ့ကောင်ကဒီ6ကြီးကိုစပယ်ရှယ်ရိုက်တယ်တော့နာဒလာမပြီးတယ်ဘယ်စိတ်ကြိုက်တာတဲ့နာလေကွာရိုးတန်းလွဲပလိုက်စမ်းပါကနော်6ထည့်ရတဲ့တရားအောင်ပြတာကွာအလေတိုင်းလေးကပိုးတော့ညင်သေးတယ်ဒါညင်တာလေနောက်လေးနောက်6လူနေတာဟိုကနန်းတွဲတာဟိုရောင်ကန်းနောက်လေးနောက်6ကနန်းတွဲတာလေတကယ်တွဲတာပဲလीနှစ်3ခွန်8ရလေးကောင်ပြောက်ရင်လို့ကနန်းပြတော့ဒီကနှစ်3ခွန်8ပြောက်ရင်လို့ဒီတကြီးကအလုတ်ကတော့ရှုံးနေတာအလုတ်တော့ရှုံးတဲ့တက်ကွာဒီက4ရဲ့6ရဲ့9ရဲ့5ရဲ့3ညာရဲ့က
ကနန်းပေးထားတဲ့နံပါတ်ကတော့4ရဲ့6ရဲ့9ရဲ့3ရဲ့ဒီတကြီးလာပေးထားတယ်ဒီ9လုံးလာပေးထားတယ်ဗျာ9လုံးလာပေးတော့ကိုကလေဒီတပင်ကတော့ရှေပေါင်း30လဲကောင်းတယ်ကွာပေါ့နော်ရှေပေါင်း30လဲကောင်းတယ်တစ်ပရိကြီးတော့ကနန်းတီးလို့ကောင်းလိုက်တာပေါ့ဒါပေမဲ့ तू ဒီနှလုံးထဲတာကွာဒါကောင်းနေတယ်ဗော6လို့4လို့6လို့6လို့4လို့ကနန်းဆွဲနေတာကိုဒါကြီးကို special time ဆွဲနေတာလွတ်တယ်ဗျာနော်အဲ့ကနန်း special time ကြီးချားနေတာဒါကိုလွတ်သွားတာဗောလေဒီကောင်ဒီတကြီးကွာနော်တော်တော်နောက်တယ်ပေါ့နော်အဲ့ဒီနံပါတ်တကြီးကြောင့်2025အထွေးတည်းကလန်ကြီးဖြစ်နေတာဗျာဒီတကြီးကြောင့်မလို့ကလန်ကြီးဖြစ်နေတာအဲ့ကနန်းအဲ့လိုဖြစ်နေတာကိုကပြောပါလေကိုလူတွေတော့ဒီကောင်3-4တဲ့တွဲ6-4အတွဲဒီတွဲတအားကောင်းတယ်ကွာလို့သူကပေါင်းချင်း3-2ဖက်တော့ခေါ်တာလို့တခုကတော့တေချာပေါ့ဒီကောင်ဒီ6-4ကြာမလား4-6ကြာမလားစဉ်းစားနေတာဒါတော့မှကျွန်တော်6-4တွေပါလားမသိဘူးဗျာခင်ဗျကောက်တော့ဆွဲပြလိုက်သေးတယ်ဗျာဒီတစ်ပရိကြီးမလွတ်အောင်လို့ဆွဲနေတာကနလွတ်ထွက်သွားတယ်ဗျာကဲဟုတ်ပါပြီဗျာထွက်ပေါ်ကလေတကယ်စိတ်ဆိုးတယ်ဗျာ3-9ခေါ်နေနော်3-9ခေါ်နေကျွန်တော်တို့4-6လေးဗျာထွက်ပုံကလေ4-6လေးဗျာထွက်ပါလားနော်တကယ်ပါပဲကနန်းလေအဲ့လိုကြီးစီးတယ်ကွာဒီ4-6ကွာကိုမှတော့ကနန်းဒီ4-6ကြီးတွဲရိုက်နေတာကိုပင်ပန်းလိုက်တာပြန်တော့ကနန်းစီသွားတာလေမကြပဲအဲ့3-9ခေါ်လေးလေကျွန်တော်ခံမနေရပဲကောဒီတစ်ပရိကတော့ဒီကနန်းပဲပါမယ်ဆိုပြီးတော့3-9ခေါ်လေးလေအကျိတ်နေပြီးတော့ကျွန်တော်ပြောနေပါကြာရင်ဒီကောင်တစ်ပရိကြီးက3-9ခေါ်လေးလေတွတ်ချားနေတာနော်6-4လေးကလည်းတွတ်ကြီးချားနေတာပေါ့ဗျာလက်ဆောင်လည်းပေးသေးတယ်ပေါ့ဒါအဲ့4ရတာနဲ့ကောင်းနေတော့လေဒါဘူးဗျာကနန်းစီတာကိုကလန်ကြီးဖြစ်တယ်ဗျာနော်အဲ့ထဲမှာဟိုတလုံးပါလိုက်သေးတယ်3-4-6လား3-6-4လားတော့မသိဘူးဒီကောင်းလည်းအလွန်မပြီးတန်းထဲရိုက်လိုက်သေးတယ်ကွာဒါကိုကနန်းလွတ်တော့လေကွာနော်နားလိုက်တာဟုတ်ပြီလေအဲ့တော့ကနန်းစီတဲ့ကုလူကံတရားကြောင့်လေဟောတွက်တာပေါ့ဗျာနော်ကဲတော့ဒီလာမဲ့အပင်လေအကောင်းဆုံးတော့စူးစမ်းပြီးတော့မှာပေါ့လေနော်အားလုံးရှင်လန်းချမ်းမြေ့ကြပါစေမင်္ဂလာနဲ့ခင်း